အခုတော့ဘာကောက်ကွင်းနဲ့နီလို့ကိုယ့်ရဲ့အိမ်ကနေကောက်ကွင်းရဲ့ view ကိုကြည့်ရှုနိုင်တယ်လို့မျိုးကိုယ်တိုင်ကောက်ပြချင်တယ်ဆိုလို့ရှိရင်လည်းသွားရေးလာရေးအတွက်ကလွယ်ကူတယ်ဝီဇင်နာလန်းနဲ့ပါရမီလန်းတောက်မှာတည်ရှိတာဖြစ်လို့ရန်ကုန်မြို့ရဲ့အကောင်းဆုံးနေရာတွေကတစ်ခုတာဝါတွေကဂျားထဲမှာပေ150စီချထားတာဖြစ်တဲ့အတွက်ကြောင့်တစ်တိုင်းနဲ့တစ်တိုင်းဖူးကပ်ပြီးတော့မွန်းကျက်နေတဲ့ခန်းစားချက်မျိုးကိုလည်းလုံးဝမရဘူး PCC ကြပြီးသားလည်းဖြစ်တဲ့ fully decoration နဲ့ဝယ်ယူပြီးတော့အသစ်နေထိုင်လို့ရမယ်ခင်မီကိုရီးယားနည်းပညာဖြစ်တဲ့ဂန်းဖုန်နည်းပညာနဲ့စနစ်တကျတည်ဆောက်ထားတဲ့အပြင် public area ရဲ့ facility တွေကလည်းအခုမြင်တွေ့နေရတဲ့အတိုင်းပဲအစုံလင်ပါဝင်တယ်။ကြာဝါရဲဝင်ပြီဆိုတာနဲ့ဤကက်နဲ့ဝင်ရတယ်။600 square feet ဝန်းကျင်ရှိတဲ့အခန်းကျယ်တွေကိုပြပွဲ2ရက်အတွင်းမှာသာအထူး promotion ဈေးနှုန်းတွေနဲ့ဝယ်ယူနိုင်မယ်။ဘယ်အခန်းပဲဖြစ်ဖြစ်ဝယ်လိုက်ပြီဆိုတာနဲ့ကားပါကင်တနေရာစာ free ရရှိရုံပဲ။နောက်ထပ်ဒီ InnoCity မှာဆိုလို့ရှိရင် function hall, bus terminal နဲ့ hotel ကလည်းထပ်လာအောင်ပဲ။ဒီလိုမျိုး everything perfect ဖြစ်နေတဲ့နေရာကိုလုံးဝလက်လွတ်မခံသေးဘူးနော်။ iMyanmarHouse.com မြန်မာနိုင်ငံသားတိုင်းအိမ်ပိုင်ဆိုင်နိုင်စေရမည်